2008ဝေကနာတစ်ခွက်ကိုထုတ်ပြပေးမလို့ပေါ့ဗျာနော်ဒီမှာ82 82 92 2002 2012 2022ဒီ82က3နောက်ပိတ်3ညထိပ်82က9နောက်ပိတ်3ထိပ်3ညထိပ်92က8နောက်ပိတ်9ထိပ်2002က3ညနောက်ပိတ်2ထိပ်2012က9နောက်ပိတ်6ထိပ်2022က9ထိပ်9နောက်ပိတ်3ထိပ်ဟုတ်ပြီသူအဲ့နှစ်ခုနှစ်တိုင်းရဒီ3နောက်ပိတ်3ညထိပ်ဒီ3ညဆိုတာ3ညလို့ယူရတာဗျ3ညလို့ယူပြီးတော့ဒီရှည်တွဲယူပြီးတော့ဒီနောက်ပိတ်ကဏ္ဍလေးက3ပရိတ်ဗျပရိတ်3ပဲဗျပြောချင်တာဒီကောင်လေးကနောက်ပိတ်ကထိတ်ကခါဒီ3ညရှည်တွဲနဲ့ဒီနောက်ပိတ်က3မလို့3ပရိတ်ဗျအဲ့ကျတော့3ပရိတ်ဆိုဒီ300ကဏ္ဍတဲ့ဗျတဲ့ကဏ္ဍ82ကကဏ္ဍ82ကိုတော့ထွက်ပြဟော82ကကဏ္ဍ88ကိုတဲတော့ထွက်ပြရမှာဗျဒီမဲ့300တဲ့ပါဗျအဲ့လိုပဲခုလိုနော်82က93ညရှည်တွဲပါဗျဒီနောက်ပိတ်ကဏ္ဍလေးကဒါ break လေးပါဗျ3 break ဆိုတော့93ညနဲ့ break က3ဆိုတော့93ည4ဗျ93ည4က82ကကဏ္ဍ88မှာတော့ထွက်ပြရမှာဗျ93ည4ကတဲ့ပါဗျ93ည4那92ရှိပြီ82 92ဒီမှာရှင်းနောက်ပိတ်ကိုထိတ်တော့89ဗျရှည်တွဲပါဗျရှည်တွဲပါဗျဒီနောက်ပိတ်ကဏ္ဍလေးက4က break ပါဗျအဲ့ကျတော့89နဲ့ break က4ဆိုတော့89ခုဆိုတော့92ကကဏ္ဍ98မှာတဲသွားထွက်ပြရမှာဗျ89ခုဒီမှာတဲ့ပါဗျအဲ့ကျတော့ဒီမှာ2002ကဒီမှာ2နောက်ပိတ်3ညနောက်ပိတ်2ထိတ်တော့ဒီမှာ3ည2ပါဗျ3ည2ကရှည်တွဲပါဗျအဲ့ကျတော့ဒီ3ည2ကရှည်တွဲဆိုတော့ဒီ3ညနောက်ပိတ်က break ဗျအဲ့ကျတော့3ည2နဲ့ဘူဘရိတ်ဆိုတော့3ည2 8ဗျတဲထွက်ပြရမှာဗျ3ည2002ခုနှစ်ကလည်း2008မှာတဲထွက်ပြရမှာဗျ3ည2 8ကဒီမှာတဲ့အဲ့ကျတော့ခု2020စနစ်ဒီမှာ9နောက်ပိတ်6ထိပ်ဒီ9 6တော့ကနရှည်တွဲပါဗျအဲ့ကျတော့ဒီနောက်ပိတ်ကန9ဗျအဲ့9 break ပါဗျ9 6 4ဆိုကန2012ကကန2018မှာတဲထွက်တော့ထွက်တယ်ပဲထွက်ပြရမယ်ထွက်ပြရမှာဗျ9 6 4တဲ့ပါဗျအခုကျတော့ဒီ2028အတွက်ဆိုရင်ဒီမဲ့9နောက်ပိတ်3ထိပ်တော့93ညဟော9နောက်ပိတ်3ထိပ်တော့93ည93ကရှည်တွဲပါဗျရှည်တွဲဆိုတော့ဒီနောက်ပိတ်က8ပရိတ်ဗျ8ပရိတ်ဆိုတော့936တော့ခဏ2028မှာဒါမိုးရမှာပေါ့ဗျနော်ဒီကဏ္ဍလေးတွေပြရင်းနဲ့ဒီကဏ္ဍလေးပြရင်း line ပေါ်မှာစနေထုံးအပေါက်အတူထွက်နေတယ်ဗျတူထွက်နေတော့ကျွန်တော်ဒီကဏ္ဍမှာဗျကျွန်တော်ခွန်3 691တက98နှစ်မှာမဟုတ်ဘူးဆိုရင်ဒါခွန်စနေထုံးမဟုတ်ပါဘူးစနေထုံးမဟုတ်ပါဘူးစနေထုံးအစ်စ်မဟုတ်ပါဘူးဒါအတူပါအဲ့နော်ဒီခွန်3 691 98နှစ်ကိုမှတကယ်စနေထုံးအစ်စ်ပါဒီဖုန်းနံပါတ်ကမှအစ်စ်ပါကျန်တဲ့ဖုန်းနံပါတ်ကဖြစ်ခဲ့စနေထုံးအစ်စ်မဟုတ်ပါဘူးစနေထုံးအဲ့အလေးပြောရင်ဒီ2028ကိုဒီမွေးကနန်းနေပြပေးလိုက်တာပေါ့ဗျာနေခဲ့ရရင်နေလို့ရခင်မိလို့ရင်တွေ့ခဲ့ရင်ရောက်ခဲ့ရင်ပေါ့ဗျာဒီ2028မှာဒီ936ကလေးကိုဒဲမွေးဖို့ကကျွန်တော်ပြရင်းနဲ့စိုက်ပြရင်းနဲ့ကျွန်တော်တက်လာတာပေါ့နော် line ပေါ်ဒီမဲ့ဒီဘုံ Telegram နဲ့ရှိပါတယ် Viber လည်းရှိပါတယ်ဝင်လို့ရပါတယ်ဒီနေ့လည်းပေါင်းပါဗျာပေါင်းပါပါဒါဒီနေ့လည်းကဏ္ဍနဲ့ရှိပါရထုတ်ပြလို့မရလို့ပါဒီခုံ3 691 98နှစ်မှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒါစနေတော့အစ်စ်မဟုတ်ပါဘူးအဲ့ပြောလို့မှဒီဖုန်းနံပါတ်ဓမ္မဒါအစ်စ်ပါကျန်တဲ့ဖုန်းဖြစ်ကျန်တဲ့ Viber ဖြစ်ဒါစနေတော့အစ်စ်မဟုတ်ပါဘူးဗျအတူပါကျွန်တော်ဘိုင်းလေးကိုယူသုံးတာပါဗျယူလို့တာပါဗျကဲအားလုံးဒါပြောရင်းနဲ့အားလုံးကြားမှာချမ်းသာကြပါသေးဗျာ